တချင်းကိုပေါ့အောင်ရေးရဲဆိုတဲ့တီးရတော့မနေ့ပြောရင်မရှိပါဘူးကိုယ်စိတ်ထဲမှာရှိတာကိုစိတ်အကြည့်တဲ့ရှိတဲ့အချိန်မှာအကောင်းဆုံးရေးနိုင်လိုက်တာကိုအသင်းတော်ဆုံးဆိုတော့လည်းအကောင်းဆုံးဆိုပြီးတော့တီးတဲ့ဘန် missing ဟိုအကုန်လုံးပေါ့အားလုံးရဲ့ကြိုးစားမှုကြောင့်ဒါပေါက်တာဆိုတော့ဒီဘောလုံးတဲပြီးရေးမှပဲပြီးတာအဲ့ဒီပိုင်းတစ်စားဆိုသွားပြအဲ့ဒါ3-4နှစ်လောက်ကြာမကြိုက်ဘူးဆိုပြီးတော့ထားတဲ့ဥစ္စာပြန်ရေးမယ်ဆိုရင်လည်းသွားပြတာတချင်းကလည်းအဲ့လိုပြန်ရေးလို့ရှိရင်မူကနောက်နေ့ရေးရင်နောက်တစ်ပုတ်တူဖြစ်သွားတာမတူတော့ရေးထားတဲ့တချင်းတွေတော်တော်များများကိုပဲကျွန်တော်ဟိုပွဲတွေမှာပေါ့နော်ဒီချင်းလေးဆိုပေးပါလားဒီချင်းလေးဆိုပေးပါလားဆိုတော့ကျွန်တော်အစင်ပေါ်မှာလည်းအများနဲ့ပြန်ပြီးတော့ခွင့်တောင်းပါတယ်ခွင့်တောင်းလဲဆိုတော့ကျွန်တော်ရေးခဲ့တုန်းကတချင်းလေးတွေပေါ့နော်အဲ့တော့ဟိုဆိုပေးရဲ့ဆိုတော့ရောလည်းကျေးဇူးတင်တယ်ဒါပေမဲ့ကျွန်တော်ရေးခဲ့တုန်းကမူလေးနဲ့ဆိုပြခြင်းနဲ့ဆိုတော့အဲ့လိုပုံစံမျိုးလေးနဲ့ပဲအခုဆိုပြနေရတာပေါ့နော်အဓိကတော့အကြည့်တဲ့ပဲအကြည့်တဲ့ရတဲ့အချိန်ကြလို့ရှိရင်ကိုကဇက်ကောင်နေရမှာဝင်ပြီးတော့ခံစားလို့ရတဲ့ကြောင့်မလို့စာသားတွေဘာတွေရောလက်လက်ဆက်ဆက်ထွက်တယ်ပေါ့နော်ကျွန်တော်ရေးတဲ့သချင်းတွေအကုန်လုံးကတော့ကျွန်တော်တဝက်လောက်ထိကျွန်တော်မကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်မရေးတော့ဘူးကျွန်တော်ရေးခဲ့တဲ့သချင်းတွေအကုန်လုံးဒီ10ဘုတ်မှာ9ဘုတ်ကကျွန်တော်ကိုယ်တိုင်ကြိုက်လို့ကျွန်တော်ရောင်းလာဟိုကျွန်တော်ကိုယ်တိုင်မကြိုက်ဘဲနဲ့တဘုတ်မှကျွန်တော်မလို့သချင်းလေးကိုအားလုံးဒီ missing မှာစာပြီးသွားတဲ့အချိန်အထိကိုဘယ်ချိန်ကိုယ့်ဘောကိုနားထောင်ပြီးတော့ကောင်းမှဖြစ်ကိုယ်တငယ်ချင်းတယောက်တည်းပဲဖြစ်ဖွင့်ပြရတဲ့တတိရှိဖို့ပဲကျွန်တော်ကြိုးစားတယ်။အောင်မြင်ပါသေးဆိုပြီးတော့အတင်းလိုက်လို့ရှိရင်လည်းအဆင်မပြေဘူးဒါပေမဲ့ကိုယ့်ကိုယ်ပဲကျင့်တဲ့ဖို့အတွက်ပဲကြိုးစားတယ်။ဒိတ်ပြတ်လုံးလုံးနဲ့ကြိုက်တဲ့ချိန်ဖွင့်ပြဖို့တချင်ကြိုးစားရဆိုတော့အောင်မြင်မအောင်မြင်ဘူးတော့တပြီးတော့မစင်စားမိပါဘူး။များများရေးမှကိုရမှာ။များများရေးရင်လည်းကိုယ်လက်ကပို့တက်လာတာ။လက်ပို့တက်လာတယ်။အုံနောက်လည်းပို့ပြီးတော့အလုပ်လုပ်တာလည်းပို့ပြီးတော့ကောင်းလာတယ်ဆိုတော့ကျွန်တော်တို့ကျတော့အရေးအတွက်ကိုများများရေးမှရမှာတကယ်လို့ဗျာခုပဲရွေးချယ်ရတော့မယ်ဆိုရင်ဘာဆက်လုပ်မလဲကိုတေးရောတေးရဘွားမှာကိုလုတ်တက်မှမသိပဲနဲ့ဖះပေးတဲ့စုပေါ့နော်ဒါရေးတဲ့ဆိုကျွန်တော်လည်းအရင်ရေးတတ်တယ်လို့လည်းဥချိန်နေလည်းကျွန်တော်မထင်ဘူးဒါပေမဲ့လို့ကျွန်တော်ရေးလိုက်တဲ့အချိန်မှာကျွန်တော်အားရတယ်ကျွန်တော်အဆင်ပြေတယ်ဒါလူဝမ်းသာရဆိုတော့ဒီရေးတာတော့ကျွန်တော်တော့ဖះပေးတဲ့စုပါ